ဒီနေ့ရဲ့ညဆောင်တော့ဒီချောင်းဒီသားချောင်းရေးပြီးတော့ဒီခောက်ဆွဲလက်ဆောင်ပါတော့တာချောင်းချတော့ဘာလို့ဒီကြော်ရမယ်လို့ပြောရမယ်လို့စားကြည့်လိုက်ဘိုင်ဝမ်ကဝန်နဲ့โอเคဆုံးချစ်တဲ့ဟင်းပါခက်တော့မဟုတ်ပါဘူးဒီတိုင်းပဲအောက်ဆဲပြုတ် spicy ရဲ့ပြီးတော့သူတို့မှာရှိတဲ့ဒီအသားငင်ပေါ့နော်အဲ့ဒါလေးကိုကြောထားတာပါခက်ပါအောင်အလွယ်ရတော့လေတော့အလွယ်ရသေးတယ်ပုံမှန်ဈေးထဲသွားတော့လေဈေးထဲမှာကျုပ်ဥဝင်လို့သွားပါပေါ့နော်ဒါပေမဲ့ကျုပ်ဝင်လို့သွားတဲ့ဟာကိုကျုပ်တစ်ခက်ကဒီဝါ1000တို့9000တို့အဲ့လိုဖြစ်နေပေါ့နော်အဲ့တော့မဝင်တဲ့တက်ချင်တော့အရင်စင်းများဆိုတော့ကျုပ်ကိုမဝယ်ဘူး။မရှိ 7-Eleven မှာဈေးတက်မလားဆိုပြီးတော့ဗာလဲဒီ spicy ထုတ်ဝယ်လိုက်တယ် spicy က1950ပဲကွာအဲ့ဒါစားနိုင်တယ်။နောက်တစ်ခါကျတော့ဘုခနာပြတဲ့ကျုပ်ဦးချောင်းပေါ့နော်ဒီကျုပ်ဦးချောင်းကိုကျတော့သူကဈေးထားတယ်ဆိုတော့1500 2000တော့အဲ့လိုရေးထားကွယ်။ကိုကလည်းမသိဘူးပေါ့။အေးစားကြည့်မှမဆုံးဝယ်လိုက်တာဘာဟုတ်မလဲ။တထုပ်ကို9900ဟမ်လေးတွေးပါတက်တယ်ဒါပေမဲ့ခံစားတာတစ်ခုကတော့ buy one get one ဆိုတော့နှစ်ထုပ်ကို9900ရလာတယ်ထိုင်နေတာတော့တရားပေါ့ဒီလိုပဲပေါ့နော်ကိုမရင်နေတဲ့နေရာဆိုတော့အခက်ခဲတော့ရှိရပေါ့ဒါမဲ့လည်းဒုတိယနေ့ဆိုတော့အဆင်ပြေပါတယ်စားကြည့်ပါဦးအချစ်တော့သူတို့က spicy တွေကအများကြီးပဲဒါမဲ့ကိုကခောက်ဆွဲတင်ကြည့်မှုဆိုတော့စားနိုင်မကောင်းမနေမှာတို့တီးထားတော့လိုက်တာဒီချိန်မှာတော့ထမင်းနဲ့ဒီနေ့ကချေလို့ရှိတယ်မြန် free ပေးထားပါတော့ဒီနေ့ကျတော့ထမင်းမစားချင်တော့ဒီဟာစီနဲ့ကြော်စားရရေးထားသေးတာဒါပေမဲ့စီမွေးရသေးလို့ကျေဥဝင်မှာပေါ့နော်ပြီးတော့ညနေထားကိုကိုအိမ်မှာမစားဘဲနဲ့ဆိုင်မန်ကိုထိုင်စားခိုင်းမှာပေါ့ကွယ်စဉ်းစားထားဒါပေမဲ့ဆိုင်ဝင်ကြည့်လိုက်တော့ဟိုနေ့ကတည်းကစားဖို့တဲ့ဆိုင်လေးရှမ်တွေ့တော့နှစ်ဆိုင်စားဖို့ဆိုတော့ဒီနှစ်ဆိုင်ရှမ်တွေ့တော့ပဲနဲ့ထည့်ရတယ်ဆိုတော့မစားရဲဘူးလေတဲ့အတိုင်းပဲမစားတင်သေးလို့ဒါတော့ဆိုင်ပါလာနေစားတယ်အဲ့ဆိုင်ဒါလေးတော့စားကောင်းကွာအဲ့ဒါကိုစားလိုက်ပါဦးမယ်နောက်ဗီဒီယိုမှာဆိုလို့ရှိရင်ဘယ်လိုခက်တဲ့ဟဲ့လေးရှင်းပြမလဲဆိုတာပူနဲ့တူတူစကြည့်ပေးကြအောင်နော်